ဒီနေ့မှာ Australia နိုင်ငံမှာ Donald Trump ကိုထောက်ခံတာပေါ့နော် Donald Trump လုပ်ရတဲ့သဘောကျတယ်ပြီးတော့ဒီ Australia ရဲ့ဝန်ကြီးချုပ်ကအင်္ဂါနေ့မှာမနေ့ပြန်ပေါ့နော်အင်္ဂါနေ့မှာ Donald Trump နဲ့တွေ့ဖို့ရှိတယ်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပေါ့နော်သူ့ရဲ့လုပ်ရတဲ့အတိုင်းပြီးရင်နေဆက်တွေကိုတရားဝင်လာတဲ့ဟာတွေကိုအကုန်လုံးဖျက်တောက်ပစ်တယ်ပြီးတော့နိုင်ငံ American Data First ပေါ့နော်ပြောချင်တဲ့သဘောအဲ့လိုမျိုးနဲ့သူတို့နိုင်ငံသားတွေကိုကြည့်ပြီးတော့သူတို့နိုင်ငံသားတွေအတွက်ကိုသူတို့လို့တင်းလို့တဲ့ဟာလုပ်နေတဲ့ပုံစံရတဲ့ဘောကြိုက်မှာအခုကျွန်တော်တို့ဒီ Australia ဝန်ကြီးချုပ်ကလည်းဒီလိုလေးကိုဒီလိုလုပ်ပုံတွေကိုဗာလဲကူညီပေးပါ guideline ပေးပါပြောချင်တဲ့ဘောကဖိမပေးပါဒီလိုမျိုးလေးတင်ပြောချင်တဲ့ဘောကအခုလုပ်နေတဲ့ဝန်ကြီးချုပ်လို့ရဲ့ကိုသူတို့မကြိုက်ဘူးကွာတမို့မကြိုက်ဘူးဆိုအားမရတာလည်းပါမယ်ပြီးရင်တဲ့ဟာမျိုးကနေဆက်တွေတဲ့နေလာတဲ့ဟာမျိုးပြီးဒုက္ခတွေလည်းအများကြီးလာပြီးတော့ထောက်ပံ့ကြီးတွေပေးနေတာမျိုးအဲ့လိုမျိုးတွေသူတို့လက်မခံနိုင်တော့လို့သူတို့အော်စတြေးလျနိုင်ငံသားတွေကဒီမျိုးပေါ်မှာလူထောင်ချီတယ်လို့ပြောတာနော်သူတို့ကလူထောင်ချီဒီလိုဆန္ဒပြကြတယ်တဲ့အဲ့လိုပြောပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒေါ်နယ်ထရန့်ကိုသဘောမကျတဲ့လူရှိတယ်လို့သဘောကျတဲ့လူလည်းရှိရနော်သူရဲ့လုပ်ရက်ကိုဘာလို့သူနိုင်ငံသားတွေအတွက်ကတော့သူကကောင်းအောင်လုပ်နေတာပဲဒါပေမဲ့သူနိုင်ငံသားအဲပုံမှာခုနလိုပေါ့နော်မနေ့ကလိုပေါ့နော်လူတောင်းတန်းချီဆန္ဒပြကြတယ် no kings အနေနဲ့သူတို့ဆန္ဒပြကြတယ်ဆိုတာကိုလည်းရှိကြတာပေါ့နော်ပြီးတော့သူကလည်းဘယ်လောက်တော့မျက်ခွက်ပြောင်းလဲနော်ကျွန်မပြောတယ်ဒေါ်နယ်ထရန့်လူတယောက်နောက်တယောက်ရှိဖို့မှလည်းမဟုတ်ဘူးတော်တော်မျက်ခွက်ပြောင်းတာလည်းရှိမှာမဟုတ်သူတော့ပြတ်သားတာလည်းရှိမှာမဟုတ်သူတော့မဟုတ်ပြီးသူအားလည်းညံကောင်းတယ်နော်ညံကောင်းတယ်ဆိုတာလေကျွန်မထွေထွေလူပြောမနေတော့ဘူးဒီလိုနေရာမှာဒီလိုရှိနေကြတယ်ဒီလို level ပဲဒီလိုဖြစ်မှာပဲလေနော်ပြောချင်တဲ့တဘောမနေ့ကမှာသူက AI video နဲ့သူနေ့ကမှာ AI video နဲ့လုပ်ထားတဲ့ video တခုကိုသူတင်ခဲ့တယ်အဲ့ဒါဘာလဲဆိုရင်အမလေးသူကိုယ်တိုင်သူ no kings လို့ပြောလိုက်ခါမှာမျက်ခွက်ပြောင်းပြီးတော့မှတရဖူတခု king ရဲ့တရဖူတခုစောင်းပြီးတော့မှမလေးလေရင်ပေါ်မောင်းမတူလားအပေါ်ကနေရှုံပွဲလာအီလာမတူအပေါ်ကနေကိုဖြန်းချလိုက်တာတော်တော်လေးနော်လက်လက်နဲ့သူ့လေဘူးမှလည်းမနိုင်တော့ပါဘူးတော်သူလွတ်ထားတယ်ပါပါလုတ်ချင်တယ်လုတ်နေရဒါပေမဲ့သဘောကျတယ်သူ့တော့လေဘာလို့ဆိုရင်သူပြောရင်ပြောတဲ့အတိုင်းလုပ်တယ်နော်အဲ့လိုမျိုးတွေသဘောကျတာပါအဲ့ဒါလေးကို share လုပ်ချင်ပါတယ်ဒီနေ့ကတော့ Australia ဒီလူထောင်ချီကနေပြီးတော့သူ့အရင်သဘောကျလို့ပေါ့သူတို့ရက်တွေကိုအရင်ဆင်ပြေပါတယ်ဆိုပြီးတော့မှထောက်ခံတဲ့ဆန္ဒပြပွဲပါအားလုံးပဲဆင်ပြေကြပါစေ bye bye